တာဂျီနဲ့မြင်းစည်းတရေခေါင်းပြက်ကြီးအပိုင်း၄ညကပိုးပြီးမောင်းလာတယ်ရွာလန်းတစ်လျှောက်မြင်းတန်တွေတုတ်နေပြည့်နေတယ်မြင်းစည်းခေါင်းပြက်တရေတွေတကောင်ပြီးတကောင်ရွာအဝင်ဘက်ကနေဝင်လာကြတယ်ရွာသူကြီးကအိမ်ရှိမှတုံနဲ့ရက်နေတယ်သူ့မျက်နှာကသွေးမရှိသလိုဖြူနေတယ်မင်းတို့ဘာလို့ကျင်တာလဲလို့သူတုံနဲ့ပြောလိုက်တယ်အဲ့ဒီအချိန်မှာမြင်းစီကောင်းပြတ်တရေကြီးကမြင်းကိုရှေ့သူနင်းရွှေ့လိုက်တယ်။သူ့လက်ထဲမှာကိုက်ထားတဲ့ခေါင်းကရုတ်တရက်မျက်လုံးဖွင့်လိုက်တယ်။ပြီးတော့အတန်တစ်ခုထွက်လာတယ်။ငါတို့ကိုမင်းတက်ခဲ့တာမမေ့ဘူးလား။ရွာသူကြီးခြေထောက်တွေအားမရှိသလိုနောက်ကိုဆုပ်သွားတယ်။တာတေကမဖဲဝါဘက်ကိုလှည့်ပြီးမေးလိုက်တယ်။မဖဲဝါဒါအမှန်လား။မဖဲဝါကတိတ်လေးပြောလိုက်တယ်။ဟုတ်တယ်။ဒီရွာသူကြီးကအရင်တုန်းကစစ်တပ်ကိုဦးဆောင်ခဲ့တဲ့အရာရှိတယောက်ပဲတာတီမျက်လုံးကြီးသွားတယ်မဖဲဝါဆက်ပြောတယ်စစ်ပွဲတကူမှာသူ့စစ်သားတွေကိုတစ္ဆာဖောက်ပြီးရန်သူလက်ထဲအပ်ခဲ့တယ်အဲ့ဒီနေ့မှာစစ်သားတွေအကုန်တေကုန်ကြတယ်လေထဲမှာတိတ်ဆိတ်သွားတယ်ဒါကြောင့်သူတို့ဝိညာဉ်တွေအခုထိမငြိမ်သေးဘူးအဲ့ဒီအချိန်မှာမြင်းစီတရေကြီးတွေအားလုံးရွာသူကြီးကိုဝိုင်းလိုက်ကြတယ်မြင်းတန်တွေတဖြည်းဖြည်းတိတ်သွားတယ်ရွာသူကြီးတုံနဲ့ပြောလိုက်တယ်ငါမှားခဲ့တယ်ခွတ်လို့ပါဒါပေမဲ့မြင်းစီတရေကြီးကလက်ကိုမြှောက်လိုက်တယ်ပြီးတော့တိတ်လေးပြောလိုက်တယ်နောက်ကျသွားပြီအဲ့ဒီအချိန်မှာရုတ်တရက်လေပြင်းကြီးတစ်ခုတိုက်လာတယ်မြင်းစီတရေတွေအားလုံးမျက်နှာကိုတစ်ချိန်နဲ့လှည့်လိုက်ကြတယ်သူတို့လှည့်ကြည့်နေတဲ့နေရာကတာတေနဲ့မဖဲဝါရက်နေတဲ့နေရာပဲတာတေရင်နဲ့အေးသွားတယ်မဖဲဝါငါနဲ့ဘာဆိုင်လို့လဲမဖဲဝါတိတ်ဆိတ်သွားတယ်ပြီးတော့သူပြောလိုက်တဲ့စကားကတာတေကိုလုံးဝတုံစေချန်တယ်တာတေအဲ့ဒီကောင်းကိုမင်းမဲ့သိခဲ့တာလား